အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကလောရတာယူရှင်းလွယ်ကူပြီးတော့အရသာရှိတဲ့ကျဲဥထမင်းကြော်လေးနဲ့အမဲသားကြော်စီစဉ်လေးကိုလုပ်ပြမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တူတူလိုက်ကြည့်ပေးပါအရင်ဆုံးဈေးထဲဝယ်လာတဲ့အမဲသားကိုအခုလိုမျိုးအတုံးလေးတွေတုံးထားလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့တက်သွမျိုးထောင်းတာနဲ့ဂျင်းထောင်းတာကိုထည့်လိုက်ပါမယ်ဂျင်းကိုတော့အဖက်မထည့်ဘဲနဲ့အရည်ကိုပဲညှစ်ထည့်လိုက်ပါမယ်ပြီးရင်စာငရုတ်ကောင်းမုတ်ထည့်ပြီးသွားရင်အရသာနှက်ဆက်သွားအောင်နေထားလိုက်ပါမယ်ပြီးသွားရင်တော့အသားတွေကိုတစ်နိုင်လောက်နှက်ထားလိုက်ပါမယ်အရသာတွေအသားတွေကိုပို့ပြီးစိတ်ဝင်ဖို့အတွက်စီပူလာပြီလို့ရှိရင်နှက်ထားတဲ့အသားလေးတွေကိုအခုလိုပဲဖိတ်ထားလိုက်ပါမယ်ပြီးသွားရင်တော့ရေးထည့်ပြီးတော့ကျွန်တော်တို့2ရေလောက်အသားတွေနူးတဲ့အထိကျွန်တော်တို့ပြုတ်ထားလိုက်ပါမယ်အခုလိုမျိုးအသားတွေနူးပြီဆိုလို့ရှိရင်ကျွန်တော်တို့စပြီးကြော်လို့ရပါပြီစီပူလာပြီဆိုရင်ပြုတ်ထားတဲ့အသားတွေကိုစပြီးကြော်ပါမယ်ကြော်တဲ့အခါမှာမီးကိုအနေထားလေးနဲ့ပဲကြော်ရင်ပိုကောင်းပါတယ်အခုလိုမျိုးနီညိုရောင်တန်းလာပြီဆိုလို့ရှိရင်တော့ရပါပြီပြင်ကအရန်ကျွတ်ပြီးမာသွားလို့ရှိရင်စီစိန်တဲ့အခါမှာစားလို့သိမကောင်းတော့ပါဘူးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကြော်ထားတဲ့စီနဲ့ပဲဒီအမဲသားတွေကိုထည့်ပြီးတော့နှက်ထားလိုက်ပါမယ်ကျုပ်သမင်းကြော်ဖို့အတွက်အရင်ဆုံးကျက်သွန်ဖြူကိုလုံးလုံးဆင်ထားလိုက်ပါမယ်ကျက်သွန်မေးကိုလည်းအခုလိုမျိုးလီထားလိုက်ပါမယ်ကျွန်တော်ကတယောက်စာအတွက်ကျုပ်နှလုံးအသုံးပြုပါတယ်ကျက်သွန်ဖြူကိုအရင်ဆုံးစီးသက်မယ်ပြီးွားရင်ကျက်ဥထည့်ပြီးတာနဲ့သမင်းကိုချက်ချင်းပဲထည့်ပေးလိုက်ပါမဟုတ်ရင်ကျက်ဥကအဖက်လိုက်ကြီးဖြစ်သွားလို့ရှိရင်စားလို့မကောင်းပဲဖြစ်တတ်ပါတယ်ပြီးတော့အရသာအတွက်စားအရသာမုတ်ထည့်ပြီးတော့နှမ်းဆက်အောင်မှွေထားပေးလိုက်ပါမယ်တက်ခဏနေပြီဆိုလို့ရှိရင်တော့ကျက်သွန်မကြီးကိုထည့်ပြီးတော့အခုလိုမျိုးတေချာနှက်ဆောင်မှွေထားပေးလိုက်မယ်ဆိုလို့ရှိရင်အရသာရှိတဲ့ကျုပ်ထမင်းကြော်လေးတစ်ခွက်ရပြီပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါဦးမယ်ခင်ဗျာ